နော်တင်ယန်အသင်းဟာဆိုရင်တော့နေပြရှောင်းတိုက်ချီကိုတရားဝင်ခန့်အပ်ကြောင်းသိရပါတယ်။အားလုံးပဲမင်္ဂလာပါဒီဇိုတက်စပွန်အန်တာဒိမတ် channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်။အသက်54နှစ်ရွယ်နေပြရှောင်းတိုက်ချီကတော့နော်တင်ယန်အသင်းနဲ့2029ခုနှစ်အထိစာချုပ်ချုပ်ဆိုခဲ့ပြီးတော့သူဟာဆိုရင်တော့အခုဘောလုံးရာသီမှာဆိုရင်တော့နော်တင်ယန်အသင်းရဲ့တတိယမြောက်နေပြဖြစ်လာခဲ့ပါတယ်။နော်တင်ယန်အသင်းဟာဆိုရင်တော့ပြီးခဲ့တဲ့ဘောလုံးရာသီကအောင်မြင်မှုတွေရယူပေးနိုင်ခဲ့တဲ့နေပြစန်တုကိုအသင်းပိုင်ရှင်နဲ့ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့လို့ထုတ်ပယ်ခဲ့ပြီးတော့စပါးတင်နီးပြဟောင်းပိုစတီကိုကလူကိုအစားထိုးခန့်ခဲ့တာလည်းဖြစ်ပါတယ်။အနီနောက်မှာဆိုရင်တော့နီးပြပိုစတီကိုကလူလက်ထက်တိုင်ပွဲဆောင်10ပွဲဆက်နိုင်ပွဲပြောက်ဆုံးခဲ့ပြီးတော့နှစ်ပွဲတည်း6ပွဲရှုံးနေပြီးတော့ပရီးမီးယားလိအမှတ်ပေးစရာအဆင့်18နေရာကိုရောက်ရှိခဲ့တာကြောင့်ပဲသူ့ကိုထပ်မံထုတ်ပယ်ခဲ့ပြီးတော့နီးပြရှောင်းတိုက်ချီကိုတရားဝင်ခန့်ခဲ့တာလည်းဖြစ်ပါတယ်။နော်တင်ယန်အသင်းကလေးစားစရာကောင်းပြီးတော့အတွေးကြုံရှိတဲ့ပရီးမီးယားလိနီးပြတယောက်ဖြစ်တဲ့ရှောင်းတိုက်ချီကအသင်းကိုနေစနစ်ပိုင်းထမ်းမြတ်ဖို့နဲ့အောင်မြင်မှုတွေကျူးဆောင်လာပြီးဖို့ရောက်ရှိလာပါပြီ။သူကအသင်းပရိသတ်တွေရဲ့တန်ဖိုးကိုလည်းနားလည်သူပါ။သူ့ကိုခန့်ခဲ့တာကလည်းပြည်တွင်းနဲ့ဥရောပပြိုင်ပွဲတွေမှာအောင်မြင်တဲ့ဘောလုံးရာသီဖြစ်ဖို့အတွက်အကောင်းဆုံးအခွင့်အလမ်းပါလို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။နေပြရှောင်းတိုက်ကြီးကတော့နော်တင်ယန်အသင်းနဲ့ပထမဆုံးပွဲစဉ်ဖြစ်အော်တိုဘာလ24ရက်နေ့မှာပေါ်တိုအသင်းနဲ့ရှင်ပြိုင်ကစားရမယ့်ယူရိုမာလိပွဲစဉ်ကိုစတင်တာဝန်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ဘိုင်ယန်မြူးနစ်အသင်းကနီးပြကွန်ပဏီကို2029ခုနှစ်ထိတက်တန်းတို့စာချုပ်ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။မန်စီးတီးအသင်းခန့်စဲကစားသမားဟောင်းကွန်ပဏီကတော့ဘိုင်ယန်မြူးနစ်အသင်းကို2024ခုနှစ်မေလမှာနီးပြဖြစ်စတင်ရောက်ရှိလာခဲ့ပြီးသူ့ရဲ့မူလအစာချုပ်အရ2029ခုနှစ်နွေရာသီမှာတက်တန်းကုန်ဆုံးမှာဖြစ်တာကြောင့်ပဲဘိုင်ယန်မြူးနစ်အသင်းကတက်တန်းတို့စာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။အသက်39နှစ်အရွယ်နီးပြကွန်ပဏီကတော့ပြီးခဲ့တဲ့ဘောလုံးရာသီကဘိုင်ယန်မြူးနစ်အသင်းကိုဘွန်ဒလီဂါအမတ်ဘေးဖလားချန်ပီယံဖြစ်စေဖို့စွမ်းဆောင်ပေးခဲ့သလိုသူလက်ထက်မှာဆိုရင်လည်းဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ပြိုင်ပွဲစုံပေါင်း69ပွဲကစားပြီးတော့49ပွဲထိနိုင်ရရှိထားလည်းဖြစ်ပါတယ်။နီးပြကွန်ပဏီကတော့ဘိုင်ယန်မြူးနစ်အသင်းမှာတက်တန်းတို့စာချုပ်ချုပ်ဆိုနိုင်ခဲ့လို့ကျွန်တော်ဂုဏ်ယူမိပါတယ်။အသင်းရဲ့နီးပြဘဝပထမဆုံးနေ့ကစပြီးယုံကြည်မှုနဲ့ခန့်အပ်ခဲ့တဲ့အတွက်အသင်းတာဝန်ရှိသူတွေကိုလည်းကျေးဇူးတင်ပါတယ်။ကျွန်တော်ဒီအသင်းမှာကာလရှည်ကြာဆက်ရှိနေလိမ့်မယ်လို့ထင်ပါတယ်။ဒီအသင်းအကြောင်းကိုကျွန်တော်ကောင်းကောင်းသိပါတယ်။ဒါကကျွန်တော်အတွက်ကြီးကျယ်ခမ်းနားတဲ့အတွေ့အကြုံကောင်းတစ်ခုပါ။အောင်မြင်မှုတွေစုကူးနိုင်အောင်ဆက်လက်ကြိုးစားရမှာပါလို့ပြောခဲ့ပါတယ်။နီးပြကုမ္ပဏီကဆိုရင်တော့မန်စီးတီးအသင်းကနေထွက်ခွာလာခဲ့ပြီးတဲ့နောက်ပိုင်းသူရဲ့ကစားသမားဘဝစတင်ခဲ့ရာဘယ်ဂျီယန်ကလပ်အန်တာလက်အသင်းကို2019ခုနှစ်ကကစားသမားနဲ့နီးပြဖြစ်ပူးတွဲတာဝန်ယူခဲ့ပြီးတော့2020ပြည့်နှစ်မှာအချိန်ပြည့်နီးပြဖြစ်လာခဲ့ပါတယ်။အဲဒီနောက်မှာဆိုရင်တော့အန်တာလက်အသင်းကိုအမတ်ပေးချန်ပီယံဆု2ကြိမ်ရယူပေးနိုင်ခဲ့ပြီးတော့2022ခုနှစ်ကဗန်လီအသင်းနီးပြဖြစ်လာခဲ့ပြီးသူရဲ့ပထမဆုံးဘောလုံးရာသီမှာချန်ပီယံရှစ်အမတ်ပေးဖလားကိုရယူပေးနိုင်ခဲ့ပါတယ်။ဘိုင်မြူးနစ်အသင်းအနေနဲ့အခုဘောလုံးရာသီအစပိုင်းမှာဂျာမန်စူပါဖလားစုခူးနိုင်ခဲ့ပြီးလက်ရှိမှာဆိုရင်တော့ဘွန်ဒလီဂါပြိုင်ပွဲမှာ9ပွဲကစားပြီးတော့9ပွဲနိုင်ဂျာမန်22မှတ်နဲ့အမတ်ပေးစရာအဆင့်1နေရာမှာရပ်တည်နေပြီးတော့အဆင့်2နေရာကလိုင်စစ်အသင်းကို9မှတ်ဖြတ်တောက်ထားနိုင်တယ်လို့သိရပါတယ်ခင်ဗျာ။